တိတ်ဆိတ်လုံးနေသောညတညာအရန်တိတ်လုံးလို့တရွက်ပြုတ်ကျတန်တော့အတန်ကျဲနေတယ်လို့ထင်ရတယ်။မြို့နဲ့မိုင်းအနေငယ်ကွာချမ်းအကျဲကြီးတစ်ခုထဲမှာတုံးထက်အိမ်ကြီးတစ်လုံးတိတ်ဆိတ်စွာရက်တည်နေတယ်။အိမ်နာကိုလူတွေမလာကြတော့ဘူး။ဘာလို့လဲဆိုတော့အဲ့ဒီအိမ်မှာကလေးမိခင်တယောက်ကမကျွတ်လို့နိုင်သေးဘူးလို့လူတွေကယုံကြည်နေကြလို့ပါပဲ။ဟိုးရင်တော့ကတော့အဲ့ဒီအိမ်ဟာပျော်ရွှင်မှုတွေနဲ့ပြည့်တင်နေခဲ့တယ်။လင်မယားနှစ်ယောက်အမျိုးသားရဲ့နာမည်ကကိုအောင်မြင့်အမျိုးသမီးရဲ့နာမည်ကမက်ခင်တီတာသူတို့မှာကလေးနှစ်ယောက်ရှိပြီးသားအကြီးရမိန်းကလေးအငယ်ကယောက်ျားလေးအဲ့ဒီအချိန်မှာမက်ခင်တီတာကကိုဝင်ထက်ရှိနေပြီသူမအရန်ပျော်နေခဲ့တယ်ဒီတစ်ခါကလေးမွေးပြီးရင်မိသားစုကပြည့်စုံသွားပြီဆိုပြီးမကြာခဏပြောတတ်တယ်အိမ်သုံးထက်ကြီးကိုအောင်မြင့်ကကိုယ်တိုင်စူးစမ်းပြီးတိစောက်ခဲ့တာပထမထပ်မှာအိတ်ခမ်းမိဖို့ကြောင့်ဒုတိယထပ်မှာအိတ်ခမ်းတွေအပေါဆုံးထပ်မှာတော့မက်ခင်တီတာအရန်ကြိုက်တဲ့အခန်းတစ်ခန်းရှိတယ်။အဲ့ဒီအခန်းကလေဝင်လက်ထက်အရန်ကောင်းပြီးဘရင်းပေါက်ကြီးကလည်းချမ်းအကျဲကြီးကိုလှမ်းကြည့်လို့ရတယ်။သူမအမြဲတမ်းပြောတတ်တဲ့စကားတစ်ခုရှိတယ်။ဒီအခန်းလေးထဲမှာပဲကလေးမွေးပြီးရင်နားချင်တယ်တဲ့။ဒါပေမဲ့အဲ့ဒီစကားကသူ့ရဲ့အနာဂတ်ကိုကြိုပြောခဲ့ရလို့ဖြစ်သွားမယ်လို့ဘယ်သူမှမထင်ခဲ့ကြဘူး။ကန်ဆိုရှင်တော့မိုးအရန်ရွာတဲ့ညတညပေါ့။မက်ခင်တီတာပိုက်နာလာတယ်။ကိုအောင်မြင့်ကချက်ချင်းဆေးုံခေါ်သွားပေမဲ့လမ်းတွေရေးကြီးနေပြီးကားကထွက်မရဘူးညအချိန်လေပြင်းမိုးကြီးမက်ခင်တီတာရဲ့အော်တန်ကအိမ်သုံးထပ်လုံးကိုလှုပ်ခတ်နေတယ်ကလေးတွေကကြောက်ပြီးတောက်မှငိုနေကြတယ်နောက်ဆုံးတော့မက်ခင်တီတာကလေးမွေးရင်အသက်ဆုံးရှုံးသွားပါတော့တယ်ကလေးကလည်းအသက်မရှင်နိုင်ခဲ့ဘူးအရညာစပြီးအရညာမတူတော့ဘူးမနက်တိုင်းကိုအောင်မြင့်အပေါဆုံးထပ်ကိုမတည့်ရဘူးဘာကြောင့်လဲဆိုတော့ညာရင်အဲ့ဒီအခန်းကနေတစုံတယောက်ကလမ်းလျှောက်နေတဲ့တခါတည်းရန်ကလေးငိုတန်လိုကြားနေရလို့ပါပဲပထမဆုံးအရောစရာဖြစ်လာတာကကလေးတွေစတင်ပြောလာတယ်အမေကညာတိုင်းလာတယ်အဖေကအဝတ်ထားတယ်လက်ထဲမှာကလေးကိုလည်းကင်ထားတယ်ဆိုပြီးပြောတော့ကိုအောင်မြင့်ကမယုံကြည်ဘူးဒါပေမဲ့ကလေးတွေကလင်ညာစကားကိုပြောမှတော့မဟုတ်ဘူးလေတညမှာကိုအောင်မြင့်ဆုံးဖြတ်လိုက်တယ်ဘာပဲဖြစ်ဖြစ်ဒီအိမ်မှာဘာရှိလဲငါကိုယ်တိုင်တွားကြည့်မယ်ဒီလိုနဲ့မိခွက်လေးတစ်လုံးကိုကင်ပြီးကိုအောင်မြင့်ကအပေါ်ဆုံးထပ်ကိုတက်သွားလိုက်တယ်။တလန်းနှစ်လန်းလှေကားတက်တန်ကညတိတ်ထဲမှာအရန်ကျဲနေတယ်။တကားကိုဖြည်းဖြည်းဖွင့်လိုက်တဲ့အခါအေးတက်တစ်ခုကိုရုတ်တရက်ခံစားလိုက်ရတယ်။အခန်းအလယ်မှာအဖြူရောင်အဝတ်စားဆုပ်နဲ့မက်ခင်တီယာရင်နေတယ်။မျက်လုံးတွေထဲမှာမျက်ရည်မရှိဘူး။ဒါပေမဲ့ဝမ်းနည်းမှုတွေပြည့်နေတဲ့အောင်လက်ထဲမှာတော့မမြင်ရပေမဲ့ကလေးတယောက်ကိုပွေထားသလိုပုံစံသူမရဲ့အတန်ကလေထဲကနေထွက်လာသလိုအတန်တိတ်လေးငါမသွားနိုင်သေးဘူးငါကလေးကိုစောင့်ရမယ်ကိုအောင်မြင့်မိမိကိုမထိန်နိုင်တော့ဘူးဒူးထောက်ပြီးလဲကျသွားတယ်တီတာကိုအမားလုံးမြေခွတ်လို့ပါတီတာရဲ့တရေမိမကခေါင်းငိမ့်လိုက်ပြီးအခုအမားမဟုတ်ပါဘူးဒါပေမဲ့ကျမစိတ်ကမလွတ်နိုင်သေးဘူးနောက်နေ့မနက်ပါကိုအောင်မြင့်နဲ့ကလေးတွေအိမ်ကိုစွန့်ခါသွားကြတယ်ချမ်းကျဲကြီးအိမ်သုံးထက်ကြီးလုံးဝတိတ်ဆိတ်သွားတယ်။ဒါပေမဲ့ညဘက်တွေရောက်တဲ့အချိန်တိုင်းမှာတော့အပေါ်ဆုံးထက်မှာမိကွက်မရှိပဲအလင်းရောင်တိမ်တိမ်လေးပေါ်လာတတ်တယ်။မိခင်တယောက်ရဲ့တချင်းတူတူခလေးတယောက်ရဲ့ငိုတန်ယနေ့အချိန်ထိအဲ့ဒီအိမ်သားကိုလာတဲ့သူတိုင်းကညဘက်မှာမဖြတ်ရဲကြဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီအိမ်မှာမိခင်တယောက်ကသူ့ရဲ့ကလေးကိုစောင့်နေစေမို့လို့ပါပဲ။ကိုအောင်မြင့်တဲ့ကလေးတွေထွက်သွားပြီးနောက်အိမ်အကျယ်ကြီးထဲမှာသုံးထပ်အိမ်ကြီးတစ်လုံးကထီထီကျန်နေခဲ့တယ်။နေရင်းဘက်မှာအိမ်ဟာအိုဟောင်းသွားသလိုပဲဘာမှမဖြစ်သလိုထင်ရပေမဲ့ညဘက်ရောက်ပြီဆိုရင်အိမ်ဟာအသက်ရှိနေသလိုပြောင်းလဲသွားတတ်တယ်။ပထမဆုံးတတိထားမိတဲ့သူတွေကအိမ်အနီးနားကရွာသားတွေပါ။မိမထွန်းတာပဲအလင်းရောင်တွေပေါ်နေတာမျိုးအပြင်တခါတလေမိမတယောက်ရဲ့အရေးလိုဘရင်းပေါက်နာမှာရက်နေရလို့ထင်ရတယ်။နောက်ပိုင်းမှာဒီအိမ်ကိုဝယ်ခြင်းသူတွေရှိလာတယ်။အိမ်ကိုပဲလူမနေတော့ဘူးဈေးချွတ်ချုံနဲ့ဝယ်လိုက်ကြရအောင်ဒီလိုစိတ်နဲ့လူတွေလာကြည့်ကြတယ်ဒါပေမဲ့အဲ့ဒီအိမ်မှာဘယ်သူမှတညအောင်ကောင်းကောင်းမနေရဲကြဘူးတခါမျိုးဟာလာတဲ့လူငယ်3ယောက်တဲဆိုတာမယုံကွာဆိုပြီးတော့ဒီအိမ်ထဲကိုဝင်ကြည့်နေကြတယ်ညအချိန်ရောက်လာတဲ့အချိန်မှာတော့အပေါ်ဆုံးထက်ကနေတိတ်လေးခလေးတချင်းဆိုတန်ကိုကြားလာရတယ်မိခင်တယောက်ကလေးကိုအိတ်ချအောင်ဆိုပြီးရဲ့တချင်းမျိုးသူတို့3ယောက်တယောက်ကိုတယောက်ကြည့်ပြီးအေးခဲသွားကြတယ်ရုတ်တရက်ခလေးငိုတန်အရန်နီးကအခန်းထဲမှာငိုနေတယ်လို့မျိုး
သူတို့ပြေးထွက်ဖို့ကြိုးစားတဲ့အချိန်မှာလှေကားကမတက်တော့ဘူးလှေကားရဲ့အဆုံးမှာအဖြူရအဝတ်ဆုပ်ဆုပ်နဲ့မိန်းမတစ်ယောက်ရက်နေတယ်သူမရဲ့လက်ထဲမှာမမြင်ရတဲ့ကလေးကိုပွေထားသလိုသူမရဲ့အတန်ကတိတ်တိတ်လေးနဲ့မထွက်ရဘူးနောက်နေ့မနက်မှာအဲ့ဒီ၃ယောက်တည်းကတစ်ယောက်ကိုပဲခြံအပြင်မှာတတိလစ်နေတဲ့အခြေအနေနဲ့တွေ့လိုက်ရတယ်တခြား၂ယောက်ကိုတော့ဘယ်သူမှမတွေ့ရတော့ဘူးရဲတွေလာစစ်ပေမဲ့အိမ်ထဲမှာဘာအထောက်ထားမှမတွေ့ဘူးဒါပေမဲ့အပေါ်ဆုံးထပ်မှာလက်ရချေရမတူတဲ့ကလေးချေရတတိလေးတွေကမြေပြင်ပေါ်မှာပေါ်နေတယ်အဲ့ဒီအကြောင်းကိုအောင်မြင့်ကြားသွားတဲ့အခါသူစိတ်မဖြောင့်နိုင်တော့ဘူးတီတာကတခြားသူတွေကိုမထိခိုက်နိုင်ပါဘူးဆိုတာကိုယုံတယ်တီတာလောက်တာမဟုတ်တော့ပါဘူးကိုအောင်မြင့်ကအဲ့လိုတွေးလိုက်ပေမဲ့အိမ်ထဲမှာဘာဖြစ်နေလဲဆိုတာကိုသူပြန်သွားကြည့်ချင်လာတယ်တညကိုအောင်မြင့်တယောက်တည်းအိမ်ကိုပြန်လာခဲ့တယ်ခြံတကားဖွင့်ချိန်မှာလေမတိုက်ပဲအပင်တွေလှုပ်နေတယ်အိမ်တကားဖွင့်လိုက်တဲ့အချိန်မှာတွင်းရဲ့လေဟာအေးဆက်ဆက်ဖြစ်နေတယ်ပေါ်ဆုံးထက်ကိုတက်လိုက်တဲ့အချိန်မှာတော့ခန်းထဲမှာမက်ခင်တီတာထိုင်နေတယ်ဒီတစ်ခါတော့သူမဝမ်းနေနေတဲ့ပုံစံမဟုတ်တော့ဘူးသူမရဲ့မျက်လုံးတွေကအလွန်အမဲပင်ပန်းနေသလိုကိုကလေးကမအိပ်ဘူးသူမပြောလိုက်တဲ့စကားကကိုအောင်မြင့်ရဲ့အသက်ရှူတန်ကိုတစ်ချက်တည်းနဲ့ရက်သွားစေတယ်တီတာကိုဘာလုပ်ပေးရမလဲမက်ခင်တီတာတစ်ဖြစ်လဲတရေမိမကကလေးကိုကြည့်ရင်ပြောတယ်ငါကလေးကိုအမိပေးခြင်းနဲ့အမိမရှိတဲ့ဝိညာဉ်ကကျွတ်လွတ်နိုင်မှာမဟုတ်ဘူးကိုအောင်မြင့်မျက်ရည်တွေစီးကြလာတယ်နောက်နေ့မနက်မှာတော့သူကလေးတို့တင်ချိုင်တေးသေးလေးတစ်ခုစောက်ပေးပြီးအမိတစ်ခုခေါ်ပေးလိုက်တယ်ညရောက်တော့အပေါ်ဆုံးထွက်ကအလင်းအောင်ပျောက်သွားတယ်ကလေးရဲ့ငိုတန်လည်းမကြားတော့ဘူးဒါပေမဲ့မက်ခင်တီးရရဲ့အရေးကအိမ်ထဲမှာပဲပျောက်သွားတာလားဒါမှမဟုတ်ခြံကြီးရဲကတနေရာမှာဆက်ပြီးစောင့်နေသေးရလားဒီနေ့အထိဘသူမှမသိရတော့ပါဘူးဒါပေမဲ့တေချာတစ်ခုကတော့အဲ့ဒီအိမ်ထဲကိုညဘက်အချိန်မှာဘသူမှမဝင်ရဲကြတော့ဘူး